ကြောင်မျိုးနယ်ဝင်တော်ကြီးတွေထဲမှာရေဦးမမုန်းတဲ့ကောင်ဆိုလို့ကြားတစ်မျိုးပဲရှိပါတယ်။တော်ရန်တွိဆန်နေတယ်မကပါဘူး။ကျွန်တော်တို့အိမ်မှာမွေးတဲ့ကြောင်လေးတွေတောင်ရေဆိုရင်မီးလိုပဲရှောင်ကြတာကိုမြင်ဘူးကြမှာပါ။ချင်းလေးတွေမြစ်ကိုရှောင်တာကြက်တစ်တွေရေမဆူအောင်နေတာနဲ့ချီတာတွေရေကိုအစိတ်လိုတဘောတာပြီးရှောင်ကြတာအကြောင်းမဲ့တော့မဟုတ်ပါဘူး။ကြောင်မျိုးနယ်အများစုကရေကူးရမှာကိုအတေးလဲရှောင်ကြပါတယ်။ဘာလို့လဲဆိုတော့သူတို့ကိုရေဆိုလိုက်တာနဲ့အမွေးတွေကလေးလံလာပြီးတော့ time man တွားတယ်လို့ဖြစ်ပါတယ်။ပြီးတော့ရေတွေကိုခါထုတ်လိုက်တဲ့အတန်ကြောင့်လည်းသူတို့ရဲ့တိတ်ဆိတ်တဲ့ခြေလမ်းတွေကိုဖျက်ဆီးလိုက်တယ်လို့ဖြစ်သွားစေပါတယ်။အမြန်နှုံးနဲ့တိတ်ဆိတ်မှုကိုအားကိုးပြီးမဲလိုက်ရတဲ့မုတ်ဆိုးတကောင်ကရေဆိုတွားတဲ့ခါမှာတော့နှေးကွေးပြီးဆွညံတဲ့အတွက်တားကောင်ကိုဖမ်းနိုင်မို့ဆိုတာအတော်လေးခက်ခဲလာပါတယ်။ဒီလိုနဲ့တားကောင်တွေကိုလွယ်လွယ်ဖမ်းလို့မရတော့တဲ့အခါမှာတော့သူတို့ကတဖြည်းဖြည်းနဲ့ပိန်နီလာကြပါတယ်။ဒါကြောင့်ချင်းတွေကတောပြင်တွေဖြစ်ကြပေမဲ့ရေကိုတော့တတ်နိုင်နေပြီးရှောင်ကြတာဖြစ်ပါတယ်။ဒါပေမဲ့လို့ကြားတွေကတော့ဒီလိုမျိုးမဟုတ်ပါဘူး။သူတို့ကရေကိုမကြောက်ပါဘူး။သူတို့ကအသက်ရှင်နေထိုင်နိုင်ဖို့အတွက်ရေကမရှိမဖြစ်လိုအပ်ပါတယ်။တနည်းအားဖြင့်ရေကသူတို့ရဲ့အားနည်းချက်ဆိုရင်လည်းမမှားပါဘူး။သူတို့ကရေကိုတောက်တုံးဖို့တစ်ခုအတွက်တည်းမရှိမဖြစ်လိုအပ်တာမဟုတ်ပါဘူး။သူတို့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ပူချိန်ကိုရှော့ချဖို့အတွက်လည်းရေကိုမရှိမဖြစ်လိုအပ်ကြပါတယ်။ဒါကြောင့်ကြားတွေကအသက်ရှင်နိုင်ဖို့အတွက်ရေရင်းမြစ်နဲ့မဝေးတဲ့နေရာမှာပဲနေထိုင်ကြရပါတယ်။သူတို့ကအပူချိန်ရမ်းပြင်းလို့ရေထဲကိုဆင်းစိမ်ပြီးခန္ဓာကိုယ်ကိုအေးအောင်မလုပ်နိုင်ရင်သူတို့ရဲ့ကိုယ်ရင်းအင်္ဂါတွေကအလုံးမလုံးတော့ပဲရပ်တန့်သွားနိုင်ပါတယ်။နောက်ဆုံးအုံနောက်အတွင်းတွေးကြောပြက်ပြီးအသက်ပါဆုံးရှုံးသွားနိုင်လို့ဒီကောင်တွေကကြောင်မျိုးရင်းတွေထဲမှာမှရေကိုကြိုက်နေတဲ့ရတဲ့ဒတော်လေးတွေဖြစ်နေကြတာဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးရတဲ့အားလုံးကျေးဇူးများတင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်။